ဘောလုံးလောကမှာကိုပိုင်မက်တစိဖြစ်စေမဲ့ထူးခြားဆန်းသစ်တဲ့အတတ်ပညာတွေကိုဖန်တီးခဲ့ကြတဲ့ကန်ထက်ဝင်ကစားသမား9ဦးအကြောင်းကိုပြောပြပေးချင်ပါတယ်အထူးသဖြင့်နံပါတ်1ကတော့တင့်ကိုအန်အောမင်တက်သွားစေမှာပါနံပါတ်5ရီကာဒိုကွာယက်စ်မာရဲ့ခြေပြင်ကန်ချက်ရီကာဒိုကွာယက်စ်မာမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့လှုပ်ရှားမှုတစ်ခုရှိခဲ့တယ်အဲ့ဒါကတော့ခြေပွားပြင်ဘက်နဲ့ဝေးဝိုက်ကန်ချက်ပါပဲလူတိုင်းလိုဘောလုံးကိုခြေပွားအတွင်းပိုင်းနဲ့ကန်ကြတဲ့အချိန်မှာသူကတော့ခြေပွားပြင်ပိုင်းနဲ့ကန်ပြီးဘောလုံးကိုလမ်းကြောင်းပြောင်းဝေးဝိုက်သွားအောင်လုပ်ခဲ့တာပါနောက်ခံလူတွေကိုဝိုက်ကြော်ပြီးဂိုးပေါက်ထောင်တွေကိုတိတိကျကျပေးပို့နိုင်ခဲ့တဲ့အဲ့ဒီကန်ချက်ကတကယ်ကိုအံ့ဩစရာပါပဲနံပါတ်4နေမာရဲ့ဘောလုံးကြော်ခုကန်ချက်နေမာကဘောလုံးကိုခြေနှစ်ဖက်နဲ့ညက်ပြီးခေါင်းပေါ်ကနေကြော်ခုတဲ့အတတ်ပညာကိုလုပ်ပြလိုက်တဲ့အခါအဲ့ဒါဟာမော်ပညာတစ်ခုလိုခန်းစားရပါတယ်သူကအဲ့ဒီလှုပ်ရှားမှုကိုအရန်လွယ်ကူတဲ့အလားဘရာဇီးကလမ်းမတွေပေါ်မှာကစားနေတုန်းကလိုမျိုးနောက်ခံလူတွေရဲ့ခေါင်းပေါ်ကနေဘောလုံးကိုမြောက်ပြီးကြော်ဖြတ်ပြခဲ့တာပါနံပါတ်3ဇီနလင်ဇီဒန်ရဲ့ပတ်ချလဲလက်ကွက်ဇီဇူးရဲ့ဘောလုံးပေါ်ချင်းနှင်းပြီးပတ်ချလဲလက်ထွက်တဲ့အကွက်ကတော့တကယ့်ကိုရင်ကျေးတိမ်မွေ့လုံးလာပါတယ်တစ်ချက်တည်းနဲ့လက်ပတ်ပြီးနောက်ခံလူတယောက်ပြီးတော့နောက်တစ်ယောက်ကိုတာတာယာယာကြော်ဖြတ်သွားနိုင်ခဲ့တာပါနံပါတ်2ခရစ္စတီယာနိုယော်နယ်ရိုရဲ့ခြေဖြတ်လက်ကွက်ခရစ္စတီယာနိုရဲ့ခြေထောက်နောက်ကနေဘောလုံးကိုတစ်ဖက်စီဖြတ်ယူတဲ့အကွက်ကတော့အချိန်ကိုက်မှုနဲ့ခွန်အားပေါ်အခြေခံထားတဲ့လှုပ်ရှားမှုတစ်ခုပါနောက်ခံလူတွေသူ့နားကိုချင်းကပ်လာတဲ့အခါသူကတစ်ဖက်ကိုတွားမဲ့ပုံစံမျိုးဟန်ဆောင်ပြီးဘောလုံးကိုသူ့ခြေထောက်နောက်ကနေတခြားတစ်ဖက်စီလင်းမြန်စွာဖြတ်ယူလိုက်ကနောက်ခံလူတွေတုံ့ပြန်ဖို့မမီခင်မာတင်လက်ဟာနေတဲ့နေရာလွတ်စီကိုတုံးကြည့်လို့ပြေးထွက်သွားခဲ့တာပါနံပါတ်1ယော်နယ်ရိုနာဇာရီယိုရဲ့ဝေ့ရန်လက်ကွက်ကဘာကြီးကနေမာဒါမှမဟုတ်ယော်နယ်ရိုတို့ကိုမမြင်ဘူးခင်ကလေးကယော်နယ်ရိုနာဇာရီယိုရှိခဲ့ပါတယ်သူ့ရဲ့ကိုပိုင်ဟန်ဖြစ်တဲ့ခြေတစ်ဖက်တည်းနဲ့ဘောလုံးကိုအပြင်ဝေ့အတွင်းဆွဲလုပ်တဲ့လက်ကွက်ဟာတကယ့်ကိုမော်ဆန်လုံးလာပါတယ်ခြေထောက်ကိုတစ်ချက်တည်းနဲ့လင်းမြန်စွာလှုပ်ရှားပြီးတစ်ဖက်ကိုတွားမဲ့ပုံဟန်ဆောင်ကတခြားတစ်ဖက်စီကိုချက်ချင်းဖြတ်ယူလိုက်တာနောက်ခံလူတွေကများတောင်းကြီးဖြစ်ကြံရစ်ပြီးဘာမှမလုပ်နိုင်ပဲအကူအညီမဲ့နေခဲ့ရတာပါအခုပြောပြတဲ့9ယောက်ထဲကဘယ်တစ်ယောက်ကိုအကြိုက်ဆုံးလဲမှန်းသွားပါအောင်နော်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ထားကြပါအောင်နော်